ကယ်တော်ဝင်ဆန်တဲ့နော် ATK ကိုတွေနဲ့စိန်နေနဲ့ကိုကျွန်တော်တို့ကထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ပူပေါင်းပါဝင်ဖြစ်တာပါကျွန်တော်တို့ကတော့ Belgian စိန်အစ်စ်တွေပေါ့လေ Belgian စိန်အစ်စ်တွေကိုသုံးထားတာကျွန်တော်တို့နောက်တစ်ခါစိန်ဆန်းဆက်တွေနဲ့လည်းကျွန်တော်တို့ဒါဝယ်ယူတဲ့လူတွေကိုအာမခံချက်ပေးလို့ရတယ် Geonetics ဆိုတဲ့ကျွန်တော်တို့ဒါ lab တွေမှာစမ်းပြီးတော့လည်းကျွန်တော်တို့ certificate ထုတ်ပေးလို့ရတယ်ဒီနေ့ဒီ Pan Pacific ရဲ့ wedding လေးကတော့ကျွန်တော်တို့ Royal Family ဆိုတဲ့အတိုင်းပေါ့လေဒါတော်ဝင်ဆန်တဲ့ဒါဒီတို့သမီးဝတ်စုံလေးတွေပေါ့တို့သားတို့သမီးဝတ်စုံလေးတွေဆိုတော့ကျွန်တော်တို့ဒါ Golden Berry ကလည်းဒီတကယ်တော်ဝင်ဆန်တဲ့ဒါ ATK ဂိုးတွေပေါ့လေနော် ATK ဂိုးတွေနဲ့ဒါစိန်နေနဲ့ကိုကျွန်တော်တို့ကထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ပူပေါင်းပါဝင်ဖြစ်တာပါATK ဆိုတာကတော့ကျွန်တော်တို့ဆိုရင်တော့မြမရွှေတွေဆိုရင်တော့15ပဲ16ပဲရှိတာပေါ့နော် ATK ကတော့သူကရွှေပါဝင်မှုနှုန်းက12ပဲပေါ့သူကကျတော့နိုင်ငံတကာမှာကတော့ ATK ကိုပဲသူကဒီဒီဇိုင်းမျိုးစုံလုပ်လို့ရတာပေါ့သူကမာကျောတဲ့အဆင့်သူကရွှေနဲ့နောက်တခြားသတ္တုတွေနဲ့ရောထားတဲ့အတွက်သူကမာကျောတယ်အဲ့အတွက်ဒီဇိုင်းလုပ်လို့လှတာပေါ့လေဒီ16ပဲ15ပဲကျော်ပျော့တဲ့အတွက်သူကဒီဇိုင်းလုပ်လို့မလှဘူးပေါ့ကျွန်တော်တို့ကတော့ Belgian စိန်အစ်စ်တွေပေါ့လေ Belgian စိန်အစ်စ်တွေကိုသုံးထားတာကျွန်တော်တို့နောက်တစ်ခါစိန်ဆန်းဆက်တွေနဲ့လည်းကျွန်တော်တို့ဒါဝယ်ယူတဲ့လူတွေကိုအာမခံချက်ပေးလို့ရတယ်နောက်Geonetics ဆိုတဲ့ကျွန်တော်တို့ဒါ lab တွေမှာစမ်းပြီးတော့လည်းကျွန်တော် certificate ထုတ်ပေးလို့ရတယ်ကျွန်တော် Golden Berry ကတော့ ATK လက်ရတွေပေါ့လေ ATK လက်ရတွေနဲ့ဒီစိန်လက်ရတွေကတော့ကျွန်တော်တို့ဒါတူရကီတို့အီတလီတို့ရဲ့ဒီ design တွေနဲ့ထုတ်လုပ်ထားတာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒါသူများနဲ့မတူတဲ့ design တွေဖြစ်တယ်သူများနဲ့မတူတဲ့ taste ကိုရတာပေါ့နော်အဓိကတော့ဥရောပလက်ရဖြစ်တဲ့အတွက်သူကတော်ဝင်ဆန်တာပေါ့လေတော်ဝင်ဆန်တယ်ကြည့်လိုက်ရင်သူကတကယ်ဒီအနုစိတ်တာပေါ့အနုစိတ်တယ်သူက handmade တချို့ဟာတွေဆို handmade လုပ်ထားတာရှိတယ်Shatra ရဲ့ဒီ design ဝတ်စုံ design တွေကလည်းလှတယ်ကျွန်တော်တို့ရဲ့ဒီ ATK design တွေကလည်းဒါအီတလီနဲ့ဒီတူရကီပေါ့လေအနောက်တိုင်းဥရောပဆန်တဲ့ design တွေဖြစ်တဲ့အတွက်သူ့ရဲ့ဝတ်စုံလေးနဲ့တော်တော်ဒါ light ဖက်ပါတယ်လို့ဖြစ်ပါတယ်ကျွန်တော် Golden Berry ရဲ့ဆိုင်ကိုတော့ကျွန်တော်တို့တိုင်း city ဒီတိုင်း city မှာရှိတယ် jewelry mall မှာဝယ်လို့ရပါတယ်နောက် Junction City မြေကြီးထဲမှာလည်းဆိုင်ရှိပါတယ်ဒီ wedding fair မှာတော့ကျွန်တော်တို့ပထမ2ရက်ကိုတော့ကျွန်တော်တို့အလဲ0နဲ့စိန်ဆိုရင်တော့ကျွန်တော်တို့15ရာခိုင်နှုန်းရွှေဆိုရင်တော့10ရာခိုင်နှုန်းကျွန်တော်တို့ discount နဲ့ရောင်းချတာပေါ့နော်အခုဒါ customer တွေကတောင်းဆိုမှုကြောင့်ကျွန်တော်တို့ကတော့နောက်ထပ်3ရက်ပေါ့လေဒီ25 26 29ဒီ discount တိုင်းပဲကျွန်တော်တို့ရောင်းချပေးမှာပါဈေးကတော့အစားစားပါပဲသူက gram ပေါ်မူတည်ပြီးတော့အစားစားရှိပါတယ်တက်တာတဲ့ဈေးကနေပြီးတော့ဒါမြင့်တဲ့ဈေးတိပေါ့လေဒါတော့သူ့ရဲ့ gram ပေါ်မူတည်ပြီးတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒါဥရောပလက်ရ design တွေကိုဝတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ Golden Berry ဆိုင်ကိုလာရောက်အားပေးနိုင်ပါတယ်လို့ဖိတ်ခေါ်ပါတယ်